တိုးကြောင်းသားနှင့်ဝန်ပလွေတခါတုန်းကတောင်ဆောင်တစ်ခုမှာတိုးတအုပ်ကိုနေ့စဉ်နေ့တိုင်းထိန်းချောင်းရတဲ့တိုးကြောင်းသားလေးတစ်ယောက်ရှိတဲ့သူဟာလူပြင်းကလေးဖြစ်တယ်လို့မှတ်သောစကားကိုလည်းဘယ်တော့မှမပြောတတ်ဘူးသူဟာတောင်ဆောင်တစ်လျှောက်ပြေးဆင်းသွားပြီးတောင်အောက်မှာအလုံးလုံးနေတဲ့သူတွေကိုဝန်ပလွေပြို့ဝန်ပလွေမြင်မြန်လာခဲ့ကြပါအောင်ဝန်ပလွေကကျွန်တော်သူတွေကိုတတ်နေပါတယ်လို့အော်ဟစ်ပြောဆိုရတာကိုကသူ့အတွက်ရဲစရာကောင်းလာတယ်လို့ထင်နေတယ်။သူအော်တန်ကြတဲ့အခါလူတွေဟာသူတို့အလုပ်ကိုပြစ်ပြီးကောင်းကလေးနဲ့တိုးအုပ်ကိုကယ်ဖို့တောင်ဆောင်ပေါ်ပြေးတက်လာကြတယ်။ဒါပေမဲ့တောင်ဆောင်ရောက်တော့မှဝန်ပလွေမရှိဘူးဆိုတာသူတို့သိရတော့တယ်။ကောင်းကလေးကဘာမှမရှိပဲဝန်ပလွေလို့အော်ပြီးသူတို့ကိုနောက်ပြောင်နေဆိုတာကိုသိသွားကြတယ်။တိုးကြောင်သားလေးဟာအခုလိုပဲလူတွေကိုအကြိမ်ပေါင်းများစွာလှည့်စားတတ်တာမို့လူတွေဟာနောက်ဆုံးတော့ဝန်ပလွေလာပြီးဝန်ပလွေလာပြီးလို့ကောင်းလေးအော်တဲ့အတန်ကိုညင်းငွေလာကြပြီးကို့အလုပ်ကိုသာဟန်မပြတ်ဆက်လုပ်နေကြတော့တယ်ကောင်းလေးညာပြောတာပဲဆိုတာသူတို့သိနေကြပြီကောင်းလေးကလည်းညာပြောနေတာပဲလေဒါပေမဲ့တနေ့မှာတော့ဝန်ပလွေတကောင်အမှန်တကယ်ရောက်လာတယ်ဝန်ပလွေဟာတိုးရိကြားထဲမှာတိုးဝေလာပြီးတိုးရိကစိကလျားဖြစ်အောင်လုပ်တယ်ကောင်းလေးကဝန်ပလွေကိုပြောကနဲ့မြင်သွားပြီးအလွန်ကြောက်လန့်တုန်လှုပ်သွားတယ်သူဟာတောင်ကုန်းအတိုင်းပြေးဆင်းလာပြီးဝန်ပလွေပြို့ဝန်ပလွေမြင်မြန်လာခဲ့ကြပါအောင်ဝန်ပလွေကကျွန်တော်သူတွေကိုတတ်နေပါတယ်တောင်အောက်ကလေခွင်းတွေထဲမှာအလုံးလုံးနေတဲ့သူတွေကတော့ကောင်းလေးဟာပြောနေကြမူသားကိုပြောပြီးသူတို့ကိုနောက်ပြောင်နေတယ်လို့ပဲထင်နေကြတယ်ဒီတော့သူတို့အလုပ်ကိုသာလုံမြဲလုံနေကြပြီးဘသူမှကောင်းလေးကိုကူညီဖို့မသွားကြဘူးဝန်ပလွေကကောင်းလေးရဲ့နောက်ကိုကစုံပေါက်ပြီးလိုက်လာတယ်ကောင်းလေးကိုခက်မြန်မြန်မတတ်နိုင်ရင်သူ့အော်တန်ကြောင့်တောင်အောက်မှာအလုံးလုံးနေတဲ့သူတွေရောက်လာမှကိုဝန်ပလွေကကြောက်နေတယ်လေဝန်ပလွေဟာကောင်းလေးကိုမိသွားပြီးတက်ပြစ်လိုက်တော့တယ်ပြီးတော့မှသူတွေကိုခြောက်လှန့်ပြီးတက်ပြစ်လိုက်တယ်အဖြစ်အပျက်ကိုသိသွားတဲ့အခါမှာတော့အလုံသမားတွေအားလုံးဟာအလွန်ပူဆွေးဝမ်းနေသွားကြတယ်ဖြစ်ရလေကွာဒီတစ်ခါပြောတာအမှန်ဖြစ်မယ်ဆိုရင်တော့ငါတို့အားလုံးသူ့ကိုကူညီပေးကြမှာပေါ့လေဒါပေမဲ့ကောင်းလေးကမကြာခဏမူသားတုံးတက်တော့သူအမှန်တကယ်အကူအညီလိုအပ်တဲ့အချိန်မှာငါတို့ကဘလို့လုပ်သိနိုင်ကြမှာလဲလို့လူတစ်ယောက်ကကောင်းကိုခါရမ်းရင်ပြောလိုက်တော့တယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်